လေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွဲကနေပါစင်မောကလှမ်းကြည့်တဲ့အခါကောင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တောင်းဝမယူကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွဲကနေပါစင်မောကလှမ်းကြည့်တဲ့အခါခေါင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တောင်းဝမယူခင်မင်မို့စဉ်းစားထားရင်ရှေ့ကိုလာပါလုံသားလေးတော့ခက်ကသိငယ်နိုင်ပါစေရိုးသားတဲ့ယဉ်နီးမှုတွေရရင်ပြန်မအစင်တလို့ချင်မိရင်ကြွယ်တောင်းဝမယူကြောင်ညာရီထဲမှာစားဆောင်ရီထဲမှာကျွန်တော်ရဲ့တဲ့ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကြုံဆုံးလာတဲ့အခါရိုးရိုးသားသားမမီရင်လေးလိုက်လာခေါ်ပါနာမည်လေးမေးလို့သွားရင်ခွန်းလို့ပါကွာအုံနောက်ကမရတာလည်းများနေပြီဗျာပြုံးပြလို့နှုတ်ဆက်ပြီးရင်လဲကပြန်မကြည့်မိလို့ကြိုက်သွားရင်ကြွယ်တောင်းဝမယူစကားလေးပြောရင်မျက်စိမိတ်ထားကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွယ်ကနေပါစင်မောကလှမ်းကြည့်တဲ့အခါခေါင်းငုံငုံထားကြည့်မိလို့ကြိုက်သွားရင်ကြွယ်တောင်းဝမယူခင်မင်မို့စဉ်းစားထားရင်ရှေ့ကိုလာပါလုံသားလေးတော့ခက်ကသိငယ်နိုင်ပါစေရိုးသားတဲ့ယဉ်နီးမှုတွေရရင်ပြန်မစင်ကလို့ချင်မိရင်ကြွယ်တောင်းဝမယူကြောင်ညာရီထဲမှာစားဆောင်ရီထဲမှာကျွန်တော်ရဲ့တဲ့ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကြုံဆုံးလာတဲ့အခါလူလူသားသားမမီရင်လေးလိုက်လာခေါ်ပါနာမည်လေးမေးလို့သွားရင်ခွန်းလို့ပါကွာအုံနောက်ကမရတာလည်းများနေပြီဗျာပြုံးပြလို့နှုတ်ဆက်ပြီးရင်လဲကပြန်မကြည့်မိလို့ကြိုက်သွားရင်ကြွယ်တောင်းဝမယူကြောင်ညာရီထဲမှာစားဆောင်ရီထဲမှာကျွန်တော်ရဲ့တဲ့ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်လူပုံလေးကြမှာကြုံဆုံးလာတဲ့အခါရိုးသားသားမမီလေးနဲ့ငါခေါ်ပါကြောင်ညာရီထဲမှာစားဆောင်ရီထဲမှာကျွန်တော်ရဲ့တဲ့ပုံလေးများတွေ့ရင်ကြည့်နိုင်ပါတယ်